မနာလိုမှုဆိုတာတိတ်ကိုမှကြောက်စရာကောင်းတယ်ပိုကြောက်စရာကောင်းတာကကိုယ့်ရဲ့အရင်နှီးဆုံးလူတွေကတောင်မှကိုယ့်ကိုကြိတ်ပြီးတော့မနာလိုနေတဲ့ကိစ္စပဲသူတို့ရဲ့ပါဇက်ကတော့ငါမနာလိုနေရဆိုပြီးတော့မပြောဘူးဒါပေမဲ့သူတို့ရဲ့အပြုအမူတွေအမူအရာတွေကညာလို့မရအောင်ဒီနေ့မှာတော့ကိုယ့်ကိုကြိတ်ပြီးတော့မနာလိုတဲ့သူတွေမှာဖြစ်လိဖြစ်တာရှိတဲ့ဇယိုက်လက္ခဏာတွေကိုလေ့လာကြည့်အောင်အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ channel ကနေကြိုဆိုပါတယ်ကျွန်တော်ရဲ့နာမည်ကတော့ EP ပါအချို့လူတွေကကိုယ့်ကိုမုန်းနေရမဟုတ်ဘူးဒါပေမဲ့ကိုယ့်ရဲ့အောင်မြင်မှုသူတို့ရဲ့စိတ်ထဲမှာတိတ်တိတ်စိတ်မနာလိုနေကြတာအချို့မနာလိုမှုတွေကပေါ်ပေါ်တင်တင်မလာဘူးသူတို့ကကိုယ့်ကိုပြုံးပြတယ် post တွေတင်ရင်တော့မှအသေးလေးတွေပေးတယ် comment မှာလည်းကိုယ့်ကိုချီးကျူးတဲ့စာရီတောင်ရေးလိုက်သေးတယ်ဒါပေမဲ့အဲ့ဒီချီးကျူးစကားရဲ့နောက်ွယ်မှာကိုယ့်ဘာဖြစ်လို့ဒီလောက်အဆင်ပြေနေရလဲဆိုတဲ့အငုံစိတ်တစ်ခုကဖုံးကွယ်နေတတ်တယ်စိတ်ပညာမှာလူတစ်ယောက်ကကိုယ့်ထက်သာနေတဲ့သူကိုမြင်လိုက်ရတဲ့အခါမှာကိုပြန်ပြီးတော့တိုင်းတာမှုက automatic ဖြစ်သွားတတ်တယ်အဲ့ဒီနှိုင်းယှဉ်မှုကနေပြီးတော့မနာလိုမှုတွေကပေါ်ထွက်လာတာဒီဗီဒီယိုမှာတော့လူတစ်ယောက်ကကိုယ့်ကိုတိတ်တိတ်ဆိတ်မနာလိုနေတဲ့အခါမှာအများဆုံးပြသတတ်တဲ့လက္ခဏာလေးတွေကိုပြောပြချင်ပါတယ်ပထမဆုံးလက္ခဏာကတော့ကိုအောင်မြင်နေတဲ့အချိန်မှာသူတို့ရဲ့တုံ့ပြန်မှု reaction ကအရန်ဟိုမှာအေးဆေးနေလွန်းတာပဲဥပမာကိုကအောင်မြင်မှုတစ်ခုရတဲ့အခါမျိုးဒီကားဖြစ်ဆိုင်ကယ်ဖြစ်ဖြစ်အသစ်ဝယ်လိုက်တဲ့အခါမျိုးအလုံးမှာလည်းလာတာဖြစ်ဖြစ်ယာတူးဖြစ်ဖြစ်တိုးသွားတဲ့အခါမျိုးမှာပုံမှန်ကိုနဲ့ရင်းနှီးရဲ့သူတွေဆိုရင်သူတို့ရဲ့စိတ်ထဲမှာပျော်ရွှင်မှုကိုပြတယ်ဟာမိုက်လိုက်တာအဲ့လိုရိုးသားသားလေးနဲ့ပျော်ပေးတယ်ဒါပေမဲ့ကိုယ်မနာလိုနေတဲ့သူတွေမှာကြတော့အော်ကောင်းတာပေါ့လက်ကြီးပဲเนาะအဆင်ပြေသားပဲဒီလောက်လေးပဲသူတို့ကတာမန်ပဲဖြစ်သွားတတ်တယ်ဘာဖြစ်လို့လဲဆိုတော့ကိုယ့်ရဲ့အောင်မြင်မှုကိုဂုဏ်ပြုပေးရတာသူတို့ရဲ့အတ္တကိုနာကျင်စေမိလို့ပဲဒုတိယလက္ခဏာကတော့ကိုယ့်ရဲ့အမားသေးသေးလေးတွေကိုသူတို့ကအရန် focus လိုက်လုပ်တယ်ကိုကအခုတရားကောင်းအောင်လုပ်ထားရထားလိုက်သူတို့တက်ကတော့ဒါတာမန်ပဲဒါပေမဲ့အမားသေးသေးလေးတခုလုပ်လိုက်ရင်တော့အဲ့ဒါကိုပုံကြီးချက်ပြီးတော့ပြောတော့ပါပဲအဲ့ဒီခုနေမားသွားရင်တော့နေကပါပန်းဖြစ်ပါဘူးအဲ့လိုစကားတွေပြောထွက်လာတယ်ဘာဖြစ်လို့လဲဆိုတော့သူတို့ရဲ့မနာလိုနေတဲ့စိတ်ကကိုယ်တာမန်နဲ့ဘာမှမထူးခြားဘူးဆိုပြီးတော့အတင်းတန်းလျှော့ပစ်တာပဲကိုယ့်ရဲ့ထက်မြက်နေတာကိုသူတို့ရဲ့စိတ်ကမခံစားနိုင်ကြလို့တတိယလက္ခဏာကတော့ကိုယ်ချီကျူးတယ်လို့နဲ့ထိုးနှက်တာနေကတော်တော့ပါတယ်ဒါပေမဲ့နေကန်ကောင်းနေလို့ရိုးလေးကတနာကမားလေးနဲ့ဆိုတော့အဆင်ပြေတာပေါ့အပြင်ပန်းကြည့်ရင်တော့ကိုယ်ကချီကျူးစကားပြောတာပဲဒါပေမဲ့သူတို့ဆိုလိုချင်တာကိုယ့်ရဲ့ကြိုးစားအားထုတ်မှုကိုရှော့ချတဲ့စကားလုံးတွေပဲသူတို့သုံးတယ်စိတ်ပညာမှာဒီလိုအပြုမှုတွေကို backhanded compliment လို့ခေါ်တယ်မှတ်ထားပါကိုယ်တကယ်မနာလိုနေတဲ့သူကကိုယ့်ရဲ့အောင်မြင်မှုကိုယ့်ရဲ့ကြိုးစားမှုကြောင့်ဆိုပြီးတော့သူတို့ကဘယ်တော့မှအသိမမပြုဘူးစရုပ်ထလက္ခဏာသူတို့ကိုနဲ့အမြဲတမ်းလိုက်နှိုင်းရှင်နေတတ်တယ်ကိုကတစ်ခုလှုပ်လိုက်တာနဲ့သူတို့ကချက်ချင်းလိုက်လှုပ်တယ်ကိုကဂျန်ဆော့တယ်ဆိုတော့သူတို့ကချက်ချင်းဂျန်ဆော့တဲ့ post တွေကောက်တင်တယ်ကိုကနာမည်ကြီးတဲ့နေရာတစ်ခုကိုသွားတယ်သူတို့ကလည်းကိုနဲ့ပြန်လိုက်သွားတယ်ကိုကကားတစ်စီးဆိုင်ကယ်တစ်စီးဝယ်တယ်သူတို့ကလည်းအားချမခံလိုက်ဝယ်တယ်နောက်ဆုံးအဝတ်စားဝတ်တာအစားလိုက်ပြိုင်တာမျိုးတွေအထိရှိတတ်တယ်ဒါကရိုးရိုးသားသားတိုက်ဆိုင်မှုဆိုရင်တော့တစ်မျိုးပေါ့လေဒါပေမဲ့အဲ့လိုမဟုတ်ရင်တော့သူတို့ကကိုယ်ကိုကြိတ်ပြီးတော့လိုက်ပြိုင်နေတာပစ္စမလက္ခဏာကတော့ကိုမရှိတဲ့နေရာမှာဆိုရင်ကို့အကြောင်းကိုသူတို့ကဒီ negative energy တွေဖြန့်တယ်ပြောရရင်တော့အတင်းအုပ်တယ်တကယ်တော့မနာလိုတဲ့သူတွေကကိုရှိမှတော့ပြုံပြတယ်ဒါပေမဲ့နောက်ွယ်မှာကိုယ့်ရဲ့အားနည်းချက်တွေကိုသူတို့ကအရန်ယူမှာ highlight လုပ်တတ်ကြတယ်ဘာဖြစ်လို့လဲဆိုတော့အခြားသူတွေရဲ့အမြင်ထဲမှာကိုယ့်ကိုအထင်မကြီးစေချင်လို့ပဲပြောရရင်ဒါကသူတို့ရဲ့စိတ်ပိုင်းဆိုင်ရာမလုံခြုံမှုကိုပြသတဲ့တာမန်မနာလိုမှုတစ်ခုပဲနောက်ဆုံးလက္ခဏာကတော့ကိုကြာရှုံးနေတဲ့အခြေမျိုးမှာသူတို့ကကြိတ်ပြီးတော့ပျော်တတ်တာပဲဒါတော်တော်အန္တရာယ်ရှိတဲ့လက္ခဏာပဲကိုကြာရှုံးသွားတဲ့အခါမှာသူတို့ကစိတ်မကောင်းဘာညာနဲ့အပေါ်ရန်နေလာပြောကြတယ်ဒါပေမဲ့သူတို့ပြောတဲ့လေသံထဲမှာအရန်အောင်မှကျေနပ်နေတဲ့လေသံမျိုးတွေပါဝင်နေတတ်တယ်ကိုဘာမှမထူးခြားပါဘူးဆိုတဲ့သဘောကိုသူတို့စိတ်ကျေနပ်မှုပြန်ပေးလိုက်တာဘာဖြစ်လို့လဲဆိုတော့မနာလိုမှုရဲ့အနက်ဆိုင်ဆုံးအဆင့်ကကိုမရနိုင်တဲ့အရာကိုသူများလည်းမရစေချင်လို့ပဲဒါပေမဲ့ဒီဗီဒီယိုလေးကိုကြည့်ပြီးတော့ဘယ်သူကငါ့ကိုမနာလိုနေလဲဆိုပြီးတော့လူတိုင်းကိုတန်တရားရည်နဲ့လိုက်ထားနေကြမလို့ပါဘူးအချို့အပြုမှုတွေကသူတို့ရဲ့ငကိုအမှုအကျင့်တွေကြောင့်မလို့လည်းဖြစ်နေနိုင်တယ်အရေးကြီးတာကိုယ့်ရဲ့ကြိုးစားအားထုတ်မှုကိုရှော့ချမပစ်လိုက်ဖို့ပဲဘာဖြစ်လို့လဲဆိုတော့အခြားသူရဲ့မနာလိုမှုကကိုယ်တန်ဖို့ကျသွားတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးမဟုတ်ဘူးတကယ်တော့အဲ့ဒါကိုကတကယ်တိုးတက်နေပြီဆိုတဲ့အဓိပ္ပာယ်ကိုပို့ပြီးတော့စောင့်တယ်